သူတော်ကောင်းများပေါ်ထုံးမဲ့အခါပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပေါ်မဲ့အခါဆိုရင်အတိတ်ကြီးနမိတ်ကြီးတွေပြတ်တတ်ပါတယ်ဆရာတော်ရှင်ပညာကာရရဲ့ဘဝမှာဘလို့လုပ်ပြီးတော့ဆရာတော်ဟာထေရဝါဒဆိုတာဖြစ်လာတာလဲဘီယန်နန်ကလည်းထေရဝါဒလည်းမရှိဘူးမဟာယာနတော်မှမရှိပါဘူးဘုန်းကြီးเจ้าနေပါလေလည်းမသွားကြဘူးပေါ့ဆရာတော်ကဘယ်တော့မှဘုန်းကြီးဝတ်မယ်လို့တစ်သက်လုံးမစဉ်းစားမိပါဘူးတဲ့ဒါပေမဲ့ဆရာတော်တို့ငယ်တုန်းကဘီယန်နန်မှာနေတုန်းကပေါ့နော်ဒီ highway အဝေးပြေးလမ်းမကြီးပေးမှာနေပါတယ်တဲ့မောင်နှမ10ယောက်ထဲမှာဆရာတော်ကအငယ်ဆုံးကျန်တဲ့သူတွေကအလုပ်သွားကြတော့သူတယောက်တည်းအိမ်မှာကြံခဲ့တယ်ပေါ့နော်အဲ့ဒီချိန်မှာထေရဝါဒဖုံးတော်ကြီးတစ်ပါးကသင်္ကန်းဝတ်နဲ့အိမ်ရှိရောက်လာတယ်ပြီးတော့တပိတ်နဲ့ဆုံးငံကြွတယ်ပေါ့သူကဘသူမှန်းလည်းမသိဘူးအိုးငါတခုခုတော့လှူလိုက်အောင်မယ်ပေါ့အဲ့ဒါနဲ့အိမ်ထဲဝင်ပြီးတော့ခွက်တစ်ခွက်နဲ့ဆန်ကိုသွားခတ်ပြီးတော့လှူလိုက်တယ်တဲ့ပြီးတော့အဲ့ခွက်ကိုအိမ်ထဲသွားထားပြီးအပြင်ပြန်ထွက်လာတော့အဲ့ဒီဖုန်ကြီးကိုလုံးဝမတွေ့ရတော့ဘူးတဲ့ဒီသူတို့ highway ကလည်းတလမ်းမာတယ်ပဲပေါ့နော်ထွက်သွားရင်လည်းလမ်းကဖြောင်းနေတာဆိုတော့တွေ့ရမှာအဲ့ဒီဖုန်ကြီးကိုသူလုံးဝမတွေ့ရတော့ဘူးတဲ့သူ့အတွက်ထူးဆန်းတာပေါ့နော်သူဆန်တစ်ခွက်တော့လှူလိုက်ရတယ်တဲ့အဲ့ဒါနဲ့သူ့အကိုရီအမားတွေပြန်ရောက်လာတော့မေးတယ်သူ့ကိုရီအမားတွေကလည်းဟေးငါတို့ဒီမှာနေတာကြာပြီပေါ့ဒီနားမှာဖုန်ကြီးကြောင်လည်းမရှိဘူးမင်းပြောတဲ့ထေရဝါဒဖုန်ကြီးဆိုတာလည်းဘီယန်နန်မှာမရှိပါဘူးလို့ပြောလိုက်ပါတယ်တဲ့အဲ့တော့ तू ကအော်ဘယ်သူမှလည်းမသိဘူးပေါ့ဒါပေမဲ့သူ့ရဲ့မျက်စိထဲမှာတော့အဲ့ဒီသင်္ကန်းယုံထားတဲ့ထေရဝါဒဖုန်ကြီးကို तू အမြဲပဲမမေ့နိုင်ပါဘူးတဲ့အဲ့ဒီအတွက်ကြောင့်မလို့အမေရိကန်ရောက်လာတဲ့အခါမှာသူ့ရဲ့ဆရာတော်ကအဲ့ဒီထေရဝါဒဘုန်းကြီးကျောင်းမှာဒီလိုသင်္ကန်းဝတ်တာတွေ့တော့သူငယ်စဉ်တုန်းကဗီယက်နမ်မှာတွေ့ခဲ့တဲ့ဘုန်းကြီးကိုသူတတိယမိရပေါ့ဒါသူ့အတွက်ထေရဝါဒဘုန်းကြီးဖြစ်ဖို့အတွက်စိုင်းတစ်ခုပါပဲလို့သူစဉ်းစားမိပါတယ်တဲ့အဲ့ဒါနဲ့သူဘွဲရတော့အလုပ်လုပ်တယ်ပေါ့နော်ဒီနေရာမှာဆရာတော်ရခဲ့တဲ့ဘွဲကသတင်းအချက်လက်နဲ့နည်းပညာအင်ဂျင်နီယာဘွဲပါ IT အင်ဂျင်နီယာပေါ့နော်အလုပ်လုပ်တဲ့အခါမှာကျတော့သူတို့အသိမိတ်ဆွေတွေသူနဲ့အလုပ်အတူတူလုပ်ဖို့ကင်ဘက်တွေရှိတယ်အလုံးကလည်းအတူရောင်နေပဲဘာကြောင့်လဲဆိုတော့မိတ်ဆွေဆိုတာတကယ်ရင်းနှီးတဲ့လုံးဝရှစ်ခင်တဲ့ friendship လို့မိတ်ဆွေမျိုးသူထင်ခဲ့တာဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ဘူးတဲ့ဘာကြောင့်လဲဆိုတော့ benefit ပေါ့နော်ဒီကိုယ်ကိုလာပြီးတော့ပေါင်းတဲ့သူတွေကသူတို့အတွက်အကျိုးလိုလာပေါင်းတာတွေဖြစ်နေတယ်တဲ့အဲ့တော့ဒီနေ့လုံးအလုပ်လုပ်တယ်အဲ့ဒီအလုပ်မှာလုပ်ဖို့ကင်ဘက်တွေနဲ့တွေ့တယ်ပြီးရင်တယောက်ကိုတယောက်နင်းပြီးတော့သူတို့ကိုသူတို့ရ